Salawama Kikona is when it is now be the map your body. Mauzo, General, right blame sketch when I mean. He sketch go down, General Sandalize Jones, so I mean. General, the Sunderland go to another time. Never book pointing survey or general should be lemon. We swing general not sketch profile general so lemon. So looking at sketch profile die. So like what? Yeah, we swing not a set meaning. General about the sketch profile dimension, tấm là bình mặt cho bạn. Outside diameter general 62 millimeter tab lemon. This is another the line the central line diameter 40 tấm là bình lemon. The line central line diameter 34 tấm là bình lemon cho bạn. Chạm xuống cho thì distance qua wave tấm là bình mặt cho bạn. The distance qua wave cho nó true tab lemon true tab đi rồi. The line so now cho nó ba 5 tab lemon no 5 tab lemon 5 mm tab lemon ဖြစ်ပါတယ် so line နဲ့ဒီ line ရဲ့အကွာအဝေးကိုတော့ကျွန်တော်တို့30 mm ထားပေးလိုက်မှာဖြစ်ပါတယ် shall ဆိုကျွန်တော်တို့ robot exit time before base နဲ့ before ပတ်လိုက်မှာဖြစ်ပါတယ်ပြီးရင်တော့ okay ပေးလိုက်ပါနောက်ဆင့်ကတော့ကျွန်တော်တို့ဒီ face ကို sketch ဝင်လိုက်မယ်ပြန်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကလိုချင်တဲ့profile ကိုဆွဲဖို့အတွက် summarize နှစ်ကြောင်းကိုအရင်ဆုံး point line နဲ့ summarize နှစ်ကြောင်းဆွဲလိုက်မှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော် construction ပေးလိုက်မှာပေါ့နော်summarize နှစ်ကြောင်းသတ်မှတ်ပေးလိုက်ဖြစ်ပါတယ်ကျွန်တော်လိုချင်တဲ့ sketch ကို sketch profile ကိုနော်ဆွဲဖို့အတွက်ကိုဒီ summarize နှစ်ကြောင်းသတ်မှတ်ပေးတာဖြစ်ပါတယ်ဆိုပြီးပါဆိုရင်ကျွန်တော်တို့ကလိုချင်တဲ့ sketch profile ကိုဆက်ဆွဲတော့မယ် sketch line ကိုတွားလိုက်မယ် sketch line ကိုတွားပြီးရင်ကျွန်တော် TV line တစ်ကြောင်းကျွန်တော်ဆွဲလိုက်ပါတော့ဒီ center line နဲ့ဒီဆွဲထားတဲ့ line တွေကို degree ကို120 degree သတ်မှတ်ပေးလိုက်မယ်ပြီးရင်တော့ကျွန်တော်ဆွဲခဲ့တဲ့ line ကို concession line ထားပေးလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ကကျွန်တော်လိုချင်တဲ့ sketch profile ကိုစတင်ဆွဲပါပြီတခါတည်းဒီကျွန်တော်ပြန်လိုက်တယ်တခါတည်း distance ရိုက်ထည့်လို့လည်းရပါတယ်ပေါ့နော်ကျွန်တော် distance သတ်မှတ်စရာမျိုးတွေအတွက်ရတဲ့ပြင်ဖြစ်ပါတယ်ပြီးရင်ဒီ line ရဲ့ကွာဝေးကိုတော့ကျွန်တော်တို့က 5 ထားပေးလိုက်မှာဖြစ်ပါတယ်5 mm ထားပေးလိုက်မယ်ပြီးရင်ဒီ line နဲ့dimension သတ်မှတ်တဲ့နေရာမှာကျွန်တော် TV ကနေဖြစ်ပါတယ်အဓိကဒီ line က parallel မဖြစ်ဘူးဖြစ်ပါတယ် parallel မဖြစ်ဘူးခင်ဗျအဲ့ဒီအတွက်ကျွန်တော်တို့ TV နဲ့ပြနေဖြစ်တဲ့အတွက်ဒီ dimension ကိုကျွန်တော်တို့ delete ပေးလိုက်မယ်ပြီးဆိုရင်တော့ဒီ line နဲ့ center line ကို parallel ပေးလိုက်မှာဖြစ်ပါတယ်ရပြီဆိုရင်တော့ကျွန်တော် distance လည်း over လို့ပဲ5သတ်မှတ်ပေးလိုက်မှာဖြစ်ပါတယ်5 mm ထားပေးလိုက်ပါကျွန်တော်ရပြီဆိုရင်တော့ကျွန်တော် offset ပြစ်ပေးလိုက်မယ်နော် ပြင်ကို offset 5 mm လောက်ပြစ်ပေးလိုက်မယ်
ကျွန်တော်လိုချင်တဲ့ sketch profile ရပြီဆိုရင်တော့ကျွန်တော်ကမလိုတဲ့ sketch တွေကိုဖြတ်ဖို့အတွက်ဒီ sun diameter ကိုကျွန်တော်တို့ cover energy ယူပြီးလိုက်မှာဖြစ်ပါတယ်ပြီးရင်တော့ travel train နဲ့မလိုတဲ့ sketch တွေကိုဖြတ်ပြီးမှာဖြစ်ပါတယ်ဖြတ်ထုတ်လို့ရပြီဆိုတော့ကျွန်တော်ဒီလိုအပြာလေးနဲ့ပြရဲ sketch မှာကောင်းတာမရှိဘူးဆိုတော့ဘောကိုပြတာဖြစ်ပါတယ်ဒါဆိုကျွန်တော်အထူတင်လိုက်မှာဖြစ်ပါတယ်အထူတော့ကျွန်တော်ကလောက်တင်မိမယ်ဆိုတော့19 mm လောက်ကျွန်တော်တင်ပေးလိုက်မှာဖြစ်ပါတယ်19 mm သတ်မှတ်ပေးလိုက်ပါ okay ပေးလိုက်ပါပြီးရင်ရှားရည်ဆိုတော့ကျွန်တော်ရတဲ့ဒီအတောက်ကိုကျွန်တော်က3ခုပွားခြင်းတာဖြစ်ပါတယ် array ပွားမှာဖြစ်ပါတယ် array သွားဖို့အတွက်ကျွန်တော်ကဒီ software မှာ circular pattern ကိုသုံးယူပြီး array ပွားမှာဖြစ်ပါတယ်ဒီမှာပွားရင် array မသွားရင်တော့ကျွန်တော်တို့ကဒီ soil ကို chamber လုပ်ပြီးမှဖြစ်ပါတယ် chamber distance ကတော့ 3x45 ဖြစ်ပါတယ် okay ပြလိုက်ပါဒီနေ့ကျွန်တော်ဆောင်းလာပြောလို့ပဲ circular pattern နဲ့ကျွန်တော်တို့က array ပွားပြီးမှဖြစ်ပါတယ် direction 1မှာတော့ကျွန်တော်တို့ diameter ရဲ့ face ကို select လိုက်ပါပြီးရင် feature and face မှာတော့ကျွန်တော်ထုတ်ခဲ့ feature နှစ်ခုကို select ပေးလိုက်မယ်ပြီးရင်အရေးအတွက်ထည့်ပေးလိုက်မယ်3ခုပေါင်းဖြစ်တဲ့အတွက် okay ပေးလိုက်ပါနောက်ခုထပ်ပေါင်းတဲ့အတွက်3ထည့်ပေးတာဖြစ်ပါတယ်ရှားပြီဆိုရင်ကျွန်တော်ကဒီမှာ whole fault တော့မှဖြစ်ပါတယ် whole fault ဒီ face မှာ whole fault ကျွန်တော်ပြတဲ့ face ကို select လိုက်မယ်ပြီးရင် sketch ဝင်လိုက်မယ်ပြီးရင် circle တစ်လုံးဆွဲလိုက်မယ် circle diameter ကိုကျွန်တော်6 mm သတ်မှတ်ပေးလိုက်မယ်ရှားပြီဆိုရင်ကျွန်တော် whole location သတ်မှတ်ပေးမှာဖြစ်ပါတယ်အဲ center point နဲ့ဒီ origin 0မှန်တဲ့ကိုကျွန်တော်တို့24 mm သတ်မှတ်ပေးလိုက်မယ်ပြီးရင်တော့အစွန်နဲ့ center point နဲ့ကိုတော့ကျွန်တော်တို့က7လောက်ထားပြီးလည်းမှဖြစ်ပါတယ်7ထားပြီးဆိုရင်ရပြီဆိုတော့ကျွန်တော်က feature ကိုတောင်းမယ် extrude နဲ့သူတို့ပေါတော့ပေးလိုက်မှဖြစ်ပါတယ်သူတို့ပေါ့ရပြီဆိုရင်ဆောင်းလိုပဲ circular pattern ကိုသွားမယ်ကျွန်တော်ဖောက်ခဲ့တဲ့ hole ကို array ပွားပြီးမှဖြစ်ပါတယ် feature မှာတော့ခုနဖောက်ခဲ့တဲ့ hole ကို slash ပေးလိုက်ပါရပြီဆိုရင်ကျွန်တော် okay ပေးလိုက်မယ်အဲဒါကျွန်တော်အပြင်ပိုင်း shape ကိုကျွန်တော်ဆွဲပြီးသွားပြီဖြစ်ပါတယ် string က hole တွေကိုဆွဲဖို့အတွက် right plane မှာ sketch ဝင်လိုက်မယ်remove sketch ဝင်ပြီးတော့ section view ကိုကျွန်တော်တို့ပိုင်းကြည့်လိုက်မယ်ဒီတော့ကျွန်တော်လိုချင်တဲ့ string ပေါက်ရဲ့ sketch profile ကိုဆွဲမှာဖြစ်ပါတယ် revolving exit တကြောင်ဆွဲလိုက်မယ် salad line တကြောင်ဆွဲလိုက်မယ်ဒီဆိုရင်ကျွန်တော်လိုချင်တဲ့ sketch profile ကို free လိုက်ဆွဲလိုက်မယ်အရင်ဆုံးပြီးမှကျွန်တော် dimension သတ်မှတ်ပေးမှာဖြစ်ပါတယ်1 element th ကိုကောက်လိုက်မယ် sketch ကောက်လိုက်မယ်ရပြီဆိုရင်တော့ကျွန်တော်မလိုတဲ့ sketch line တွေကိုတော့ portrait နဲ့ဖြတ်ပေးလိုက်မှဖြစ်ပါတယ်ရပြီဆိုရင်နောက်တစ်ဆင့်ကတော့ကျွန်တော် dimension သတ်မှတ်ပေးမယ်dimension သတ်မှတ်ပြီးဖို့ smart dimension ပေါင်းမယ်ဒီ diameter ကိုတော့ကျွန်တော်က20 diameter ထားပေးလိုက်မယ် offset diameter ကိုတော့26 diameter ထားပေးလိုက်မှာဖြစ်ပါတယ်အကွာဝေးကိုတော့ကျွန်တော်အစွန်နဲ့ဒီ line နဲ့အကွာဝေးကို 9.5 လောက်ထားပေးလိုက်မယ်9 mm ထားပေးပြီးရင်အစွန်နဲ့ဒီ line နဲ့ကို7ထားပေးမယ် okay ဒီရောက်ဆိုရင်ကျွန်တော်က
ဒီချက်က line နဲ့ကျွန်တော် diameter 20 line နဲ့ကိုကျွန်တော်တို့က collinear သတ်မှတ်ပေးပါမယ် relation သတ်မှတ်ပေးလိုက်မယ် ဒါနဲ့ဖြစ်သွားအောင်ပါဒီမှာကျွန်တော်တို့ inside diameter ကိုဖော်မှာဖြစ်ပါတယ် inside diameter ဖော်ဖို့အတွက် sketch profile ကိုဆွဲတယ်ပြီးရင်မလို့တဲ့ sketch ကို trim လိုက်တယ်ပြီးရင် dimension သတ်မှတ်ပေးdimension ကိုတော့ 80 mm diameter သတ်မှတ်ပေးလိုက်ပြီဖြစ်ပါတယ်ရပြီဆိုတော့ကျွန်တော်တို့ကတော့ feature ကိုတော့မယ် robot ကနေအတွင်းဟိုးကိုဖောက်ထုတ်လိုက်မှဖြစ်ပါတယ် simplify ဆိုတော့ကျွန်တော် section view ကိုတခြားလိုက်ကြည့်လိုက်မယ်ပြီးရင် section view ကိုပိတ်လိုက်မှဖြစ်ပါတယ် section view ပြန်ပိတ်ပြီးရင်တော့ကျွန်တော်တို့နောက်ဆုံးကြံတဲ့ဒီ cylinder face ပုံမှာပေါက်သုံးပေါက်ဖို့ကြံနေဖြစ်ပါတယ်ကောင်းတော့ဘူးပေါက်သုံးပေါက်เนาะအဲကျွန်တော် face ကိုဝင်လိုက်မယ် sketch ဝင်လိုက်မယ်ပြီးဆိုရင် center line ကိုကြောင်းဆွဲလိုက်မယ်ပြီးရင် degree ဆောင်းတဲ့ line ကြောင်းဆွဲလိုက်မယ် degree ကိုတော့15 mm သတ်မှတ်ပေးလိုက်မယ်ပြီးရင် point နဲ့ဟိုစီးတံပေးလိုက်မယ်ဒီ point က diameter 50ပေါ်မှာရှိတဲ့အတွက် diameter 50 center line ကြောင်းဆွဲလိုက်မယ် construction line ပေးလိုက်မယ်ပြီးပြီဆိုရင်ကျွန်တော် point ကိုဒီ center line diameter 50ရှိ center line ပေါ်မှာ consider relation ထားပေးလိုက်မှာဖြစ်ပါတယ်ဒီ construction line ပေးလိုက်ပါတော့ရှားရဆိုရင်ကျွန်တော် corner ကိုပေါက်အောက်ကို point ရရှိသွားပြီဖြစ်ပါတယ်ဒါပြီးဆိုရင်ကျွန်တော် feature ကိုသွားလိုက်မယ် feature sketch ရင်ထွက်လိုက်ပါ sketch ထွက်ပြီးသွားရင်ဆိုတော့ feature ကိုသွားမယ် feature ရဲ့ whole wizard ကိုသွားလိုက်မယ် whole wizard မှာကျွန်တော် counter view ရှိပါတယ် counter view ရဲ့ diameter တွေ distance တွေကိုသတ်မှတ်ပေးလို့ရပါတယ်ဒါ custom ပေါ့နော် custom လုပ်လို့ရတာဖြစ်ပါတယ် manual တို့ custom တို့ပေါ့number 5 diameter counter weight diameter number 5ရှိတယ်သူ့ရဲ့ drop ကတော့ 5 mm ရှိတယ်အဲ့တော့ 5 mm သတ်မှတ်ပေးလိုက်မှာပေါ့နော်ပြီးဆိုရင်ကျွန်တော်တို့က diameter ကတော့ကျွန်တော် 5.5 ရှိမယ်ပေါ့နော် diameter 5.5 ရှိမယ်drop ကိုကျွန်တော်က throw ပေါက်တဲ့သဘောပဲပေးလိုက်မှာဖြစ်ပါတယ် drop တရားပဲထားလိုက်ပါကျွန်တော်ပြင်တော့ဖြစ်ပါတယ်ရိုက်ဆိုတော့ကျွန်တော်တို့က location တင်မယ် sketch ဝယ် position တင်တော့မှာဖြစ်ပါတယ် simple ဆို okay ပေးလိုက်မှာဖြစ်ပါတယ်ကျွန်တော်တို့ကခေါ်ဖို့ပေါ့ရရှိသွားပြီဖြစ်တယ်အဲ့တော့ကျွန်တော် session ထပ်ပြီးတော့ပိုင်းပြီးတော့ကြည့်လိုက်မယ်ကျွန်တော်လိုချင်တဲ့အတိုင်းရမရပါတော့ရပြီဆိုရင်တော့ကျွန်တော် session view ကိုပြန်ပိတ်လိုက်မယ်ပြီးရင်ကျွန်တော် front line circular pattern နဲ့ array ပွားပေးမှာဖြစ်ပါတယ်ကောင်းတာကို search လိုက်မယ် feature ပါokay ပြလိုက်ပါရပြီဆိုတော့ဒါဆိုရင်ကျွန်တော်ကမလိုတဲ့ sketch line တွေ plane တွေကိုကျွန်တော်တို့ hide ပေးလိုက်မှာဖြစ်ပါတယ် right click ထောက်ပြီးရင်ကျွန်တော် hide ပေးလိုက်မယ်အဲ့ပြီးတော့ဆိုတော့ကျွန်တော်တို့လိုချင်တဲ့ဒီ component ကိုရရှိသွားပြီဖြစ်ပါတယ်ဒီကျွန်တော်တို့က appearance ပေါ့နော်အရောင်ကြီး material လေးထည့်ပေးမှဖြစ်ပါတယ်appearance မှာ material သွားမယ် material မှာ steel ကိုသွား porosity ပေါ့နော်အရောင်လက်လေးလိုချင်တဲ့အတွက် porosity ထည့်ပေးလိုက်မှဖြစ်ပါတယ်ဒီရောင်ကိုမကြိုက်သေးဘူးဆိုတော့ကျွန်တော်တို့ကဒီ component ကို slash လိုက်မယ် right click ထောက်ပြီးရင် appearance ကိုသွားမယ်အရောင်ကိုလိုချင်တဲ့အရောင်ကိုချင်းပေးလို့ရမှာဖြစ်ပါတယ်ကျွန်တော်ဝိုင်းဝန်းထားပေးလိုက်မှာဖြစ်ပါတယ် okay ပြလိုက်ပါအဲဆိုတော့ကျွန်တော်တို့ရဲ့ piece of mind ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်